အားလုံးပဲမင်္ဂလာပါ Universe Asia နေပြီးတော့ဒီနေ့ UDI Jet Ski လေးကိုစမ်းပြီးတော့မောင်းပြမှာဖြစ်ပါတယ်ဒါတော့ brush version လေးပေါ့နော်တော်တော်လေးလှရတာဒီမှာမီးလေးလည်းရှေ့ရောနောက်ရောအစုံပါတယ်နော်ပြင်တော့ fully proportional ဖြစ်တယ်ပေါ့နော်လေမောင်းရင်ပြန်ထောင်တဲ့စနစ်တွေလည်းပါတယ်water cool system လည်းမိုက်တယ်အဲ့တော့လေမောင်းရင်ပြန်ထောင်တဲ့စနစ်လေးကိုစမ်းပြရမယ်နော်သူ့မှာတော့ဒီ cloud လေးပါတယ်ဒီ cloud ကနေဆိုလဲလုပ်လို့ရတယ်အဲ့လိုမလုပ်ချင်လဲဒီ remove နဲ့ရှေ့နောက်ပယ်ညာလုပ်လို့ရမှာအဲ့ဒါဆိုမတက်သေးဘူးအဲ့မှာရပြီနော်ကျွန်တော်ပုတ်လေးကိုမောင်းထားပါတော့ဗီဒီယိုရိုက်လိုက်မောင်းလိုက်နဲ့တော်တော်လေးကိုမောင်းနေတာသူကတော့15မိနစ်လောက်မောင်းရတယ်လို့ပြောထားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မောင်းတာတော့ဒီမှာ15မိနစ်ကြော်ကြာတယ်အခုဆိုဒီမှာ remove ကအလန်းမြည်နေပြီသူကဘက်ထရီအားနဲ့နေဆိုပြီးတော့သူကအလန်းမြည်နေတာဖြစ်ပါတယ်ဒီကျွန်တော်ဒီပုတ်လေးကိုအထဲကိုဖွင့်ပြမယ်နော်ကြည့်ဒီပုတ်တွေကကျွန်တော် Universe RC မှာ install ရှိပါတယ်View brush version နဲ့ brushless version 2မျိုးရှိရပါတော့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော် Universe RC မှာဆက်သွယ်ဆောင်ခံနေပြီးတော့ဝယ်ယူနိုင်ပါတယ်ဗျတော့မီးလဲပါတယ်ဒီရှေ့မှာရောဒီနောက်ရောမီးပါတယ်ဖွင့်မယ်ဆိုအဲ့ဒါလေးသတိထားပါနော်မီးကျိုးလေးရှိဒီလော့လေးဖြုတ်အောင်ပါဒီကောင်ရေလုံအောင်လို့ဒီလော့တွေထည့်ထားပေးရပါတော့အဲဒီမှာပုတ်ထဲမှာတော့ဒီမှာရေပါနည်းနည်းပပပဲဝင်တယ်ပေါ့နော်အဲရေဝင်တဲ့ဟာလေးကိုတန့်ရှင်းပြန်လုပ်ပြီးမှပြန်မောင်းပါဒီတိုင်းမောင်းမယ်ဆိုရင်ပုတ်ပြတ်တတ်တယ်ပေါ့နော်